တခြားလူတွေကငါးစာနဲ့ငါးများကြပေမဲ့ကျွန်တော်ကတော့ဒီလက်ပလာမပြန်ရစနစ်ကြောင့်အသက်နဲ့ရင်းပြီးများနေရတာပါကျွန်တော်များနေတာကငါမဟုတ်ဘူးဗျရေမြောင်းထဲကနေလေထိုးရုပ်တွေခုံကြီးအိတ်တွေနောက်ဆုံးလက်ပစ်ပုံးအစုပ်တွေထိပါလာတတ်တာငါးတကောင်မှမမိပေမဲ့ရဲစခန်းကတက်တေတံပစ္စည်းခန်းထဲမှာတော့ကျွန်တော်ပစ္စည်းတွေနဲ့ပြည့်နေပြီးရဲတွေတောင်ယူကျင်နေကြပြီလေညီလေးရဒီမြစ်ထဲမှာငါမရှိဘူးမင်းရဲ့ထူးဆန်းတဲ့ပစ္စည်းတွေပဲရှိတယ်တဲ့ကျွန်တော်ဒါတွေအားလုံးကိုဓာတ်ရိုက်ထုတ်လွှင့်ပြသနေတာပါငါကတော့သူညအမိုက်တွေကတော့တောင်ပုံရပုံပဲအဲ့ဒီအချိန်မှာပဲငါးများတန်ကရုတ်တရက်ငုတ်ရှိုးသွားတယ်ဟာဘာလဲဟာတခုခုတော့မိဘဟေးလာပြီးဆွဲဟေးဆူမိုအားကုန်ဆွဲဆူမိုကအန်ကျိတ်ပြီးငါးများတန်ကိုအားကုန်ဆွဲလိုက်တယ်အကိုဒါကြီးကတော်တော်လေးတယ်ဗျယုံလည်းမယုံဘူးအလေးတုံးကြီးအတိုင်းပဲဖြည်းဖြည်းချင်းဆွဲတင်လိုက်တော့ရေပေါ်ကိုအမဲရောင်ပစ္စည်းတစ်ခုတက်လာတယ်အိတ်ဆုပ်ကြားထဲကနေပုတ်ပွားနေတဲ့စပင်အမဲတုံးကြီးတစ်ခုထွက်နေတာကိုမြင်လိုက်ရတယ်ကျွန်တော်တေချာကြည့်ဖို့ငုံလိုက်တော့အမဲရောင်ချေအိတ်ရှည်တွေနဲ့တူနေတဲ့မနေ့ကတယောက်သုံးနေတာမြင်လိုက်တယ်လို့ပဲဆက်စုကျင်စိမ့်နဲ့အိတ်ကိုဆွဲပြစ်လိုက်တဲ့အခါလက်တစ်ဖက်ပြုတ်ကျလာတော့တာပဲကျွန်တော်ခြေထောက်တွေပျော့ခွေသွားပြီးရှွန့်နဲ့ထိုင်ရသားလဲကြကအော်ဟစ်လိုက်မိတယ်တေဆုံးနေတဲ့အလောင်းကြီးပြုတ်ဆူမိုလဲကြောက်လန့်တကြားနဲ့တောင်းကြီးဖြစ်သွားတယ်ငါးတကောင်ပဲဟင်းချက်စားကျင်တာပါဗျာဒါကြီးကဘာကြီးလဲတဲ့တစ်ဖက်မှာလဲဓာတ်ရိုက်ထုတ်လွှင့်မှုကစာရီတရက်ဆက်တက်လာပြီးလူတွေအုံကြွကြွဖြစ်ကုန်ကြတယ်ဆူမိုကစိတ်ကိုပြန်ထိန်ပြီးရဲစခန်းကိုဖုံးဆက်လိုက်တယ်ဟယ်လိုကျွန်တော်လူသက်မှုကိုမဟုတ်ဘူးအလောင်းတစ်ခုတွေ့လို့အကြောင်းကြားတာပါဗျာ30မိနစ်လောက်ကြာတော့မျက်နှာတီနဲ့စုံထောက်ကြီးလူနဲ့ရဲအရာရှိ9ယောက်10ယောက်လောက်ရောက်လာကြတယ်ရဲစီဝိုင်းတွေတားလိုက်ပြီးလူတွေလည်းအုံခဲလာကြတာပေါ့တဝက်ကမျက်နှာကလူတွေဖြစ်ပြီးကျန်တဲ့တဝက်ကတော့လက်ကြည့်ပြီးပြေးလာကြတဲ့သူတွေပါအရာရှိကြီးခင်ဗျာကျွန်တော်ကငါးချင်ဟင်းလေးတောက်ချင်ယုံတင်ပါဗျာဒါကြီးပါလာလိမ့်မယ်လို့အိမ်မက်တောင်မမှတ်ဖူးပါဘူးစုံထောက်လူကမျက်ခုံးတစ်လုံးလုံးနဲ့လက်ကပြလိုက်တယ်မှုခင်းဆရာဝန်သွားစစ်ဆေးလိုက်လူငယ်ဆရာဝန်ကကရိယာနဲ့အိတ်ကိုလှန်ကြည့်ပြီးကြောင်အန်းကြီးဖြစ်သွားတယ်ပြီးတော့ထူးဆန်းတဲ့မျက်နှာပေးနဲ့စုံထောက်ကြီးဘက်လှည့်ကြည့်လိုက်တယ်စုံထောက်ကြီးလူတေဆုံးချိန်နဲ့ဒဏ်ရာတွေကိုစစ်ဆေးပေးရမလားခင်ဗျာအေးလေပြောလေအဲ့ဒါကအရာရှိကြီးဒါကြီးကလေထိုးအယုတ်ကြီးပြစုံထောက်လူရဲ့တည်ငြိမ်နေတဲ့မျက်နှာကြီးပြိုလဲသွားပါတော့တယ်သူကအနာသွားကြည့်ပြီးဘယ်ယူကသူ့ရေးစားကိုမြစ်ထဲလာပစ်ထားတာလဲလို့ရေရွတ်လိုက်တယ်ဓာတ်ရိုက်ထုတ်လွှင့်မှုမှာတော့လူတွေကရေမောလောင်ပြောင်နေကြပြီဟာတပတ်ရည်ရေးစားဟောင်းကြီးကိုကဲတင်လိုက်တာပေါ့ညီလေးရေလေးစေးလေးပြန်ထိုးလိုက်ရင်အစ်စ်အတိုင်းပဲနော်စုံထောက်လူကမျက်နှာသေးနဲ့လမ်းလျှောက်လာပြီးကဲကောင်လေးနောက်တစ်ခါဖုံးမဆက်ခင်ဒါကတကယ်အလောင်းဟုတ်မဟုတ်အရင်စစ်ဦးမင်းကြောင့်လူတွေအားလုံးနှလုံးရက်မတက်ဖြစ်ကုန်ပြီဟုတ်ကဲ့ပါဆရာအားနာပါတယ်ဗျာရဲတွေကအဲ့ဒီအယုတ်ကြီးကိုတိမ်ပြီးထွက်သွားခါနီးမှာပဲစူမိုရဲ့ခေါင်းထဲမှာဆက်ရုပ်အတန်တစ်ခုမြည်လာတယ်လက်ပလာမပြန်ရစနစ်စတင်အသက်ဝင်ပါပြီမင်းကငါ့ကိုမြားစရာမလိုဘူးမင်းများလို့ပါလာတဲ့အရာကပို့ပြီးတော့ထူဆန်းလေးမင်းရမယ့်ဆုလက်ကပိုကြီးလေးပဲငါပဲမြားချင်တာပါဆိုနိကန်နာမှာလူတွေတိတ်ဆိတ်သွားပေမဲ့စူမိုရဲ့လဲမှာတော့ကြည့်ရှုသူ1000ကျော်သွားပါပြီဘယ်သူမှမထွက်ကြဘူးဒီလူနောက်ထပ်ဘာကြီးများတင်အောင်မလဲဆိုတာကိုအားလုံးကစောင့်ကြည့်နေကြတာပါမယုံနိုင်စရာပဲဗျာဒီမြစ်ကြီးကအကျယ်ကြီးပါကျွန်တော်ဒီလောက်တော့ကံမဆိုးနိုင်ပါဘူးငါချင်းတကောင်လဲဆိုရင်တော့ရပါပြီကဲရှိနေတဲ့သူတွေအားလုံးကိုငါတက်သေးထားပြီးပြောမယ်အခုတခါပြစ်လို့ငါတကယ်မမိလာရင်ဒီငါးများတန်ကိုလွှင့်ရင်းနဲ့တင်ဝါစားပြလိုက်မယ်ထိုင်ကုန်မှာပြန်ထိုင်ရုံရှိသေးတယ်ငါးများတစ်ထိပ်ကတုံခါသွားပြီးရေထဲကိုတဖြည်းဖြည်းမြုပ်ဆင်းသွားပြန်တယ်ဒါငါဆွဲတဲ့ပုံစံမဟုတ်ဘူးတခုခုတော့မှားနေပြီအကိုအဲ့ဒါကြီးကနောက်ထပ်အလောင်းကြီးတော့မဟုတ်ပါဘူးနော်ပါဇက်ပိတ်ထားစမ်းကျွန်တော်လဲစနစ်စီကအစွမ်းကိုအသုံးပြုပြီးအားကုန်ဆွဲတင်လိုက်တယ်စူမိုနဲ့ရှောင်းပင်း2ယောက်သားအားချင်းလူပြီးဆွဲတင်လိုက်တဲ့အခါကမ်းပေါ်ကိုအထုပ်ကြီးတစ်ထုပ်ပါလာပြန်တယ်အဲ့ဒီအထုပ်မှာရေမော်တွေနဲ့ခီးတွေကတ်နေတာပေါ့ဟိုးဒါကြီးကိုဖွင့်ကြည့်တင်လားအထဲမှာပြက်နေတဲ့ခေါင်းကြီးကငါ့ကိုစိုက်ကြည့်နေရင်ဘယ်လိုလုပ်မလဲငါတော့ဒီညအိပ်ရတယ်သေးပါတော့မယ်အဲ့ဒီအချိန်မှာပဲအဝေးကနေရဲအိုးတန်တွေကြားလိုက်ရတယ်စုံထောက်လူတယောက်ဟောဟဲလိုက်ရင်ကမ်းပေါ်ပြေးတက်လာတယ်မျက်နှာကြီးကလည်းမိုးမောင်ကျနေတယ်လို့ပဲမင်းနောက်တစ်ခါလား9မိနစ်လောက်တောင်အေးစစ်စစ်မနေနိုင်ဘူးလားအရာရှိကြီးထင်တယ်လို့မဟုတ်ပါဘူးဒီတစ်ခါတော့တစ်တာကြီးပါဗျာရဲတွေကတစ်တာကိုဖျက်တောက်ပြီးဖွင့်လိုက်တဲ့အခါအားလုံးအသက်ရှူရက်မတက်ဖြစ်သွားကြတယ်အထဲမှာတော့အယောင်သွေးစုံတွေနဲ့အပြာစာအုပ်တွေဗီဒီယိုခွေတွေတောင်ပုံရပုံပဲအဖုံးတွေပေါ်မှာလဲအဝိစာနည်းနည်းလေးပဲဝတ်ထားတဲ့မိန်းကလေးပုံတွေနဲ့ပေါ့ဒါတွေကလွန်ခဲ့တဲ့အနှစ်20လောက်ကပစ္စည်းအဟောင်းတွေပဲစုံထောက်လူကခွေတစ်ခွေကိုကောက်ကန်ကြည့်ပြီးမျက်နှာကြီးကထူးထူးဆန်းဆန်းဖြစ်သွားတယ်ကြည့်ရတာတယောက်ကသူ့မိန်းမမသိအောင်ဒါတွေကိုမြစ်ထဲလာစွန့်ပစ်သွားတာထင်တယ်ဘာပဲဖြစ်ဖြစ်ဒါတွေကတက်တေခံပစ္စည်းတွေပဲစခန်းကိုယူသွားရမယ်ကျွန်တော်ကတော့အဲ့ဒီအချိန်မှာမြေကြီးထဲပဲတိုးဝင်ကျင်တော့တယ်စုံထောက်လူကခေါင်းခါရင်ကောင်းလေးငါစကားနားထောင်ပါဒီမြစ်ကမင်းနဲ့မတန်ဘူးငါစားချင်ရင်ဈေးမှာပဲသွားဝယ်လိုက်ပါဒုက္ခမရှာပါနဲ့တော့ဒါပေမဲ့ကျွန်တော်ရဲ့ဇွဲကတက်လာပြန်ပြီးမရဘူးနောက်ဆုံးတစ်ခါထပ်ဆန်းမယ်ရှောင်းပင်းရှိသမျှထဲမှာအကြီးဆုံးငါးများချိတ်ကိုပေးဆန်းနောက်တစ်ခါသာထူးဆန်းတာပါလာရင်ဒီမြစ်ရည်တွေကိုအကုန်တောက်ပြဖြစ်မယ်အဲ့ဒီအချိန်မှာပဲငါးစာကိုတစ်ခုခုကပြင်းပြင်းထန်ထန်ဆွဲချသွားတဲ့အောက်ကအရာကကျွန်တော်ကိုပါရေထဲဆွဲခေါ်သွားတော့မယ်အတိုင်းပဲရှောင်းပင်းငါခါကိုဖတ်ထားလူ2ယောက်အားကုန်တုံးပြီးဆွဲနေပေမဲ့ရေထဲကိုတရွတ်တိုက်ပါသွားနေတော့မယ်
အဲ့ဒီနောက်မှာတော့ရေပေါ်ကို1မီတာခွဲလောက်အချင်းရှိတဲ့တန်ချီတက်နေတဲ့အမဲရောင်ပြောင်းတိုင်ကြီးတစ်ခုတက်လာတယ်အရှည်က9မီတာ6မီတာလောက်ရှိမယ်အမီးပိုင်းမှာတော့ဒလက်တွေပါနေတာပေါ့ကျွန်တော်အုံနောက်ကြီးဗလာဖြစ်သွားချိန်မှာပဲအဲ့ဒီအမီးကဒလက်တွေကစက်တန်ကြီးနဲ့လက်ပတ်လာတော့တာပဲဖျားရည်ပြေးကြဟိအဲ့ဒါရေအောက်တော့ပြီးတော့ဘုံကြီးပြအလုံးလုံးနေပြီစုံထောက်ယူတယောက်စခန်းကိုမရောက်သေးဘူးဖုံးဝင်လာပြန်တယ်အရာရှိကြီးပြဿနာကြီးတက်နေပြီကိုကောင်လေးစုမူကတန်တဲ့ပစ္စည်းကြီးတစ်ခုကိုဆွဲတင်လိုက်တာအခုအဲ့ဒီပစ္စည်းကတုတ်ပြန်မှုတွေပေးနေတယ်ဒလက်တွေကအရှိန်နဲ့လဲနေပြီတဲ့ဘာဒါပောက်ကွဲစေတတ်တဲ့လက်နက်ကြီးပဲအထူးတပ်ဖွဲ့တွေကိုခေါ်လိုက်ဘုံရှင်းလင်းရေးအဖွဲ့ကိုလည်းအကြောင်းကြားမြေကမ်းနား9ကီလိုမီတာပတ်လည်ကလူတွေကိုအကုန်ရွှေ့ပြောင်းခိုင်းတော့ဒီကလေးကမြို့ကိုဖျက်ဆီးပစ်တော့မှလား10မိနစ်အကြာမှာတော့စစ်တပ်ရဟတ်ရင်တွေရဲကားတွေဘုံရှင်းလင်းရေးကားတွေနဲ့တမျိုးလုံးပိတ်ဆို့သွားပါတော့တယ်စူမိုနဲ့ရှောင်းဘင်းကတော့တောင်ကုန်းလေးတစ်ခုနောက်မှာကရုံကရင်နဲ့ပုံနေကြရတာပေါ့အကိုကျွန်တော်တို့နိုင်ငံတော်အဆင့်ပြဿနာရှာလိုက်တာလားကျွန်တော်ကငါးချင်ဟင်းလေးပဲတောက်ချင်တာပါဗျာအားလုံးလက်ကိုကောင်းပေါ်တင်တူးထောက်ထားဒါနောက်ဆုံးသတိပေးချက်ပဲအခုခံရင်ပြစ်မိတ်ပေးထားတယ်အထင်မမှားကြပါနဲ့ကျွန်တော်တို့ကတာမန်ရဲသားတွေပါဗျာမဖြစ်ပါနဲ့စူမိုတယောက်ကြောက်လန့်တကြားအော်ဟစ်နေမိတော့တယ်စစ်စေးရေးခန်းထဲမှာတော့အရာရှိတွေကမယုံနိုင်တယ်လို့မေးနေကြတယ်မင်းဘလို့လေ့ကျင့်ထားတာလဲစစ်တပ်ပစ္စည်းတွေကိုမြစ်ထဲမှာဘလို့မျိုးအတိအကျရှာနိုင်တာလဲဒါတိုက်ဆိုင်မှုမဟုတ်ဘူးဆရာကျွန်တော်ဘာမှမသိပါဘူးဒါက2ရတန်9မြနံလေးပါကျွန်တော်ကြောက်လန့်တကြားဆွဲလိုက်လို့အားပါသွားတာပါပြီးတော့ဒီ9စာကလည်း online ကနေဈေးလျှော့ပေးလို့60ပြားနဲ့ဝယ်ထားတဲ့အညံ့စားလေးပါဗျာစုံထောက်ယူကတော့ကောင်းကုန်ရင်သူ့မှတ်တမ်းကိုစစ်ပြီးဆရာသူကမူလာတန်းကလေးကလူကောင်းစင်းဝင်ပါ9မြတာတောင်မနေ့ကမှစတင်တာဒါပေမဲ့မယုံနိုင်စရာပဲတာမန်လူတယောက်ကဒီလိုပစ္စည်းတွေကို3ရက်ဆက်တိုက်ဆွဲတင်နိုင်ဖို့ဆိုတာထိပေါက်တာထက်တောင်ခက်ခဲပါသေးတယ်